ဒါကတော့အန်တီနန်းအိမ်ကအပင်လေးတွေအတွက် greenhouse တီတီလေးပါနော်အန်တီနန်းရဲ့အကျင့်ကမနဲ့မူးလင်းတာနဲ့ကိုစိုက်ထားတဲ့အပင်လေးတွေကိုလက်ကြည့်ပြီးဖြစ်ရတဲ့ပီတိလေးတွေကဘာနဲ့မှနိုင်လို့မရပါဘူးနော်မလီဒါပေမဲ့ကြည့်ပါဦးဒီမှာအပင်လေးကြည့်အောင်ပိုးတွေစားသွားတာအိုးကြည့်အောင်တလောက်အမိုးတွေလုံခြုံထားရဲ့သားနဲ့ကိုဘယ်ကနေဘလို့ဝင်လာတယ်မသိပါဘူးနော်ကြည့်ပါဦးအိုးလောက်ရက်လိုက်တာပူးကောင်လေးတွေရဲ့အပင်တွေစိုက်ထားတော့လေအခုလိုကြုံရမှာပဲလीနော်ငရုတ်တီးပင်တွေမုံငင်းပင်တွေမှာဆိုရင်ခုလိုပူးကောင်လေးတွေကအများဆုံးလာတတ်ပါတယ်နောက်ပြီးတော့အပင်ကိုလက်စားတတ်တဲ့ခယူတို့ပက်ကြီးတို့ဆိုတာကရှိသေးတယ်နော်။အိုးဟောဒီမှာလဲကြိတ်လိုက်ပါအောင်ပိုးကောင်တွေဘယ်ကနေဘယ်လိုရောက်လာတယ်မသိပါဘူးနော်။အမိုးတွေအကာတွေလုံခြုံကိုလှုပ်ထားရသားနဲ့ဒီပိုးကောင်လေးတွေဘယ်ကနေဝင်လာတယ်မသိပါဘူးနော်။ကြုံဒီမှာလေရောအော်တော်သေးတယ်ဒီမှာတော့မရှိဘူး။အော်ဒီမှာလဲနည်းနည်းပဲရှိသေးတယ်။အော်ကြည့်ပါအောင်နော်ပိုးကောင်လေးတွေမဖိတ်ခေါ်ပဲနဲ့ကိုလာတာနော်ဟောဒီဖက်မှာလဲဟိုနေ့ကစိုက်ထားတဲ့အပင်လေးတွေကိုကြည့်လိုက်ပါဦးမယ်အိုးကြည့်ပါအောင်အကုန်လုံးမရှင်ဘူးတချို့အပင်လေးလဲညိုးနေပြီဘာဖြစ်လို့လဲမသိပါဘူးပိုးကောင်လေးတွေတော့မရောက်သေးဘူးကြည့်ပါအောင်ဒီအပင်လေးတွေကြတော့တေကုန်တယ်အဲ့လိုပါပဲနော်အပင်စိုက်ရတာဒီတစ်ခုလဲအရွက်တွေတော်တော်ညိုးနေတာဒီတစ်ခုရောအမြင့်လေးများထွက်ပြီလားမသိပါဘူးအိုးအမြင့်ကတော့မထွက်သေးဘူးဒါဆိုရင်ဒီအတိုင်းလေးပဲပြန်ထည့်ပေးလိုက်ပါမယ်နောက်ထပ်တစ်ခုပြန်ပြီးယူကြည့်လိုက်ပါဦးမယ်နော်အိုးဒီတစ်ခုမှတော့အမြင့်ထွက်တယ်ကြည့်ပါဦးအမြင့်လေးကတေးသေးလေးတွေနဲ့အများကြီးထွက်လာတယ်ကြည့်အောင်ဒီလိုမျိုးမြင်ရင်လဲစိတ်ချမ်းသာရပါတယ်နော်ဒါလေးကိုအသားအရာလေးပြန်ထည့်ထားပေးလိုက်ပါမယ်ဒါဆိုရင်နောက်နေ့ဆိုရင်အပင်လေးရှင်သန်ကြီးထွားလာမှသိချပါတယ်အန်တီနန်းကကြက်ဥခွန်တွေကိုလွတ်မပစ်ပါဘူးနေလန်း6ပြီးပြီဆိုရင်အမုံကြိတ်ပြီးတော့ရှိရင်ဘူးလေးထဲမှာထည့်အခုလိုအပင်လေးထဲမှာလက်ထည့်ပြီးရင်အပင်တွက်လဲအားရှိစေတယ်လို့ခရုရံကိုလဲကာကွယ်ရာရောက်ပါတယ်နော်ရှင်တန်တဲ့အပင်ကြတော့လေကြီးလိုက်ပါအောင်ကြီးထွားပြီးတော့စိတ်လန်းနေလိုက်တာအပင်ဆိုင်ရတာစိတ်ချမ်းသာမှုရှိတယ်လို့စိတ်ညစ်ရတာလည်းရှိပါတယ်နော်ဒါပေမဲ့အန်တီနာကတော့စိတ်မညစ်ပါဘူးဒါကတော့မိဖို့ထဲကပြတွေကိုရည်နဲ့တညစိန်ထားတာပါမနေ့ရောက်တော့အပေါ်မှာရှိတဲ့မိတွေခဲအမုံလေးတွေကိုခုလိုစကားနဲ့ခတ်ထုတ်ပေးရပါတယ်ဘာလို့လဲဆိုတော့ရေဖြန်းနဲ့ဘူးထဲမှာထည့်လို့ရှိရင်အပေါက်မှာပိတ်နေမှာဆိုလို့အခုလိုခတ်ထုတ်ပေးရတာပဲဖြစ်ပါတယ်နော်မိတွေခဲအမုံတွေကလည်းကိုယ်တလောက်ကိုမကုန်နိုင်ဘူးဖြစ်နေပါတယ်ဒါပေမဲ့အန်တီနန်းကအသားအရာလေးပဲခတ်ယူပါတယ်ပြီးတော့ရေစစ်လေးနဲ့ခံပြီးတော့ဒီရေဖြန်းမဲ့ဘူးထဲကိုထည့်ပါတယ်ခုလိုရေစစ်နဲ့ခံပြီးထည့်လိုက်တော့အတုံးသေးလေးတွေလည်းမကြံတော့ဘဲနဲ့မြန်ဆန်လေးပြီးသွားပါတယ်ပြီးရင်ဒီရေဘူးထဲမှာကိုရေ1 လီတာနောက်ထပ်ပြီးရောရပါတယ်နော်တကယ်လို့ပြာမရှိဘူးဆိုရင်ဆေးရွက်ကြီးကိုရေစိမ်ပြီးတော့အခုလိုတုံးလို့လည်းရပါတယ်နော်ပြီးရင်အဖုံးကိုတေချာပိတ်ပြီးတော့ပြာရည်နဲ့ရေကိုတမတွားအောင်လို့ဘူးကိုခက်ကြမ်းလေးလှုပ်ခါပေးရပါမယ်နော်အပင်လေးတွေစိုက်ထားတော့လေအခုလိုဂယူစိုက်ရပါတယ်ဒါပေမဲ့အန်တီနာကအခုလိုလုပ်နေရတာကိုလည်းကျမရေးတစ်ခုလိုပဲသတ်မှတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ငြိမ်နေမဲ့အစားပေါ့နော်အခုလိုလေးလှုပ်ရှားတာကပို့ပြီးတော့တင်းတော်တယ်လို့ထင်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့အသက်အရွယ်ရလာရင်ငြိမ်နေတာကမကောင်းဘူးလေအခုလိုလှုပ်ရှားမှုလေးရှိနေတော့အာယုံပြောင်းလဲဖြစ်စေတယ်လို့တွေးသားရဲ့လက်ပတ်မှုလည်းရှိစေတယ်လीနော်ခုလိုအပင်လေးတွေကိုပြုစုပြိုးထောင်ရင်းနဲ့လဲဟိုစကပုံလေးတစ်ခုကိုပြေးပြီးတတိယမိပါသေးတယ်အဲ့ဒါကတော့ငွေနဲ့အချိန်ကတဲ့အတူတူပါပဲတဲ့ဘာလို့လဲဆိုတော့အချိန်ဆိုတာလဲတဖြည်းဖြည်းနဲ့ကုန်သွားတာရှိတယ်လို့ငွေဆိုတာကလည်းတဖြည်းဖြည်းနဲ့ကုန်သွားတာပဲရှိပါတယ်တဲ့အချိန်နာရီကိုအကျိုးရှိအသုံးပြုတတ်မယ်ဆိုရင်လည်းအကျိုးရှိတယ်လို့ငွေကိုလည်းအကျိုးရှိနဲ့သုံးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရှေ့ရေးအတွက်အများကြီးအကျိုးရှိတာလေးကိုပြောပြချင်တာပါနော်ငွေဆိုတာကရှာရခက်တယ်လို့အချိန်ဆိုတာကလည်းနောက်ပြန်ဆွဲထားလို့မရပါဘူးနောက်တစ်ခုပူပြီးအရေးကြီးတာကဒီနေ့ဝင်ငွေကောင်းတယ်ဆိုပေမဲ့လည်းနောက်နေ့မှာဒီနေ့လိုကောင်းချင်မှလည်းကောင်းမှာပါနော်
နောက်ပြီးတော့ကျမရေးဆိုတာကလည်းအတူတူပါပဲနော်ဒီနေ့နေကောင်းနေတယ်ဆိုပေမဲ့နောက်နေ့နောက်အချိန်နောက်နာရီတွေမှာကောင်းချင်မှလည်းကောင်းမှာဒါကြောင့်မို့ဘယ်အရာမှတည်မြဲခြင်းဆိုတာမရှိပါဘူးနော်အပင်တွေကလည်းအတူတူပါပဲနော်ကြည့်ပါဦးဒီဖက်အပင်ကအရန်ကိုလာတယ်ဒီဖက်အပင်ကတော့အောက်ကအမြစ်ပုတ်ပြီးတည်သွားတယ်အန်တီနောင်တလောက်ပြုတ်စုနေတဲ့ကြားထဲကနေသူကလည်းဒီလိုမျိုးအမြစ်ပုတ်ပြီးတည်ရပါတယ်နော်အဆုံးအထိကြည့်ရှုပေးကြသူများအားလုံးကိုချမ်းသာစိတ်ချမ်းသာရှိကြပါစေလို့အန်တီနန်းဆုတောင်းပေးလိုက်ပါတယ်နော်